Hello ဒီနေ့တော့ကျမကဘဲငွေပြရင်းလေးချက်စားပြလို့အားလုံးကိုလာမြောက်ပေးတာဖြစ်ပါတယ်ရှင်ဒီဟင်းလေးရပါတော့အကုန်ကြတက်တက်ပြီးရောအကုန်ကြလေးတက်တာပြီးရောလွယ်ကူလျမြန်နဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့အားလုံးပဲလက်ချက်စားကြည့်ပါနော်အရင်ဆုံးကျမကဘဲဝီတွေကိုပြုတ်ထားပေးလိုက်ပါမယ်ရှင်ဘဲဝီတွေကိုပြုတ်နေတဲ့အချိန်မှာပဲကျမကစက်တုံနီစက်တုံဖြူအားလုံးကိုလိမယ်ပေါ့နော်ကျမကဒီဟင်းချက်တဲ့နေရာမှာအနှစ်ကလေးများများလိုချင်တာဖြစ်တဲ့အတွက်ကြောင့်စက်သွန်နီကိုတော့များများလေးထည့်သွင်းခဲ့ပါတယ်ရှင်စက်သွန်နီလေးကကျမကထည့်ထောင်းမှဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပပလေးတွေပဲလိခဲ့ပါတယ်ရှင်ကဲအခုဆိုရင်တော့စက်သွန်နီလိပြီးသွားရင်ကျမတို့စပြီးတော့ထောင်းပါမယ်ရှင်နောက်တစ်ခုကတော့သူ့ထဲကိုထည့်ဖို့အတွက်ပစုံကြောင်းမုံလေးဖြစ်ပါတယ်ရှင်ပစုံကြောင်းမုံလေးလည်းရောပြီးတော့ထောင်းခဲ့ပါတယ်ရှင်အားလုံးကိုကျဉ်ကျပ်အောင်ထောင်းပေးလိုက်ပါရရှင်ကဲအခုလိုမျိုးအနေထားဆိုရင်တော့ကျမတို့ရပါပြီရှင်သူ့ကိုစတဲ့ဖို့အတွက်ကျမတို့ပြင်ပါမယ်ရှင်စီအိုးလေးစပြီးတော့ထည့်ပါမယ်ရှင်စီလေးတွေချက်ပြီးဆိုရနဲ့ဆော့ဆော့ထောင်းထားတဲ့စက်သွန်နီစက်သွန်ဖြူပစုံကြောင်းအားလုံးကိုကျမတို့ရောပြီးတော့ကြော်ပါမယ်ရှင်စက်သွန်လေးတွေနွမ်းလာပြီဆိုရင်တော့နွမ်းမုံအနေငယ်ထည့်ပေးလိုက်ပါရှင်ပြီးရင်အားလုံးကိုပြန်ပြီးတော့မွေးပေးလိုက်ပါရှင်အားလုံးကိုမွေးပြီးရနဲ့ကျမတို့အယောင်အတွက်အယောင်တင်မုံသုံးပါမယ်ရှင်မိမိကတော့အဆက်ကြရင်တော့ငရုတ်ဒီခွဲချမ်းထည့်လို့ရပါတယ်ရှင်ပြီးရင်အားလုံးကိုတမအောင်မွေးပေးလိုက်ပါရှင်ကျမတို့ဘဲဥလေးတွေခွန်ခွာပြီးရင်သူ့ကိုနှစ်ချမ်းချမ်းပေးလိုက်ပါရှင်ဘဲဥလေးတွေဒီနေရာမှာမကွဲချင်တော့ကျမတို့အချီကျူလေးနဲ့တခြားလေးခွဲပေးလိုက်ပါတော့ပြီးရင်ကျမကငပြာရီလေးထည့်ပါတယ်ငပြာရီကိုတော့ဒီနေရာမှာပို့ပြီးတော့ထည့်ခဲ့တယ်ပေါ့နော်ဘဲဥငပြာရီဖြစ်တဲ့အတွက်ကြောင့်ငပြာရီလေးထည့်ခဲ့ပါတယ်ပြီးရင်စက်သားမုံလေးထည့်ခဲ့ပါတယ်ရှင်ကျမကဒီဗီဒီယိုထဲမှာမထည့်ခဲ့မိဘူးပေါ့နော်ရိုက်ပြီးတော့မပြခဲ့မိဘူးရှင်ပြီးရင်ကျမတို့မကြည့်သေးမဲ့လေးထည့်ပါမယ်ရှင်ရေစိမ်ထားတဲ့မကြည့်သေးမဲ့လေးနှစ်စုံလောက်ထည့်ပေးလိုက်ပါရှင်ပြီးရင်တော့အားလုံးကိုတမတောင်အောင်မွေးပြီးသွားရင်ကျမတို့ရပါပြီရှင်နောက်ဆုံးမှာအရသာကြိုက်မကြိုက်မိကြည့်ပေါ့နော်အရသာမိမိအငဲကြိုက်ရင်ထပ်ပြီးတော့ဆွတ်လို့ရပါတယ်ကျမကတော့ဒီအနေထားလေးမှာပဲရခဲ့ပါတယ်ရှင်ကျမရဲ့အနေတော်ပေါ့နော်အရသာအနေတော်လေးရပြီဆိုရင်ဒီဟင်းလေးရပါပြီရှင်အခုဆိုရင်တော့အရင်အရသာရှိတဲ့ဟင်းလေးတစ်ခွက်ရပါပြီရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ကျမကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်